ထေဝတာတပည့်ဆက်ကြဟောတော့ကဘုံမဒေဝတတ္ထမနုဿဝိတုံဆိုရဲအဲ့ဒီဘုံမဒေဝလူတွေနဲ့နေတာဒီထဲမှာပါမှာပေါ့အိမ်ဆောင်နတ်တို့ကိုယ်ဆောင်နတ်တို့လူလောကမှာလူတွေနဲ့အတူနေတဲ့နတ်တွေလူတွေကမမြင်ရလို့သူတို့မြေကြီးပေါ်နေတဲ့နတ်တွေကလည်းရှိတယ်ပေါ့သူတို့ကတကူတော့ဒီလောက်မကြည့်ဘူးတခါတလေဆင်းရဲတယ်တခါတလေများလူတဲ့တောင်ဆင်းရဲတာရှိတယ်ဘာလို့လဲဆိုရင်ပုဏ္ဏပတုမာတာတို့ဥတ္တရမာတာတို့ဆိုတာပြိတ္တာတွေမဟုတ်ဘူးသူတို့လည်းဘုံမဒေဝတာတွေလို့ပြောတခါတော့သူတို့ကိုပိတ္တဆလူဆင်းရဲတွေကိုလူပြိတ္တာလို့တခါတလေခေါ်သလိုပဲသူတို့ဟာနတ်ပြိတ္တာတွေပဲအလုံးကိုဆင်းရဲတယ်လူတွေစားလို့လွတ်ကျသွားတဲ့စားစားလေးတွေဖိတ်ဆင်သွားတာလေးတွေလိုက်ကောက်ရှာပြီးစားရတယ်သူတို့ကလည်းပဲဒီအိမ်တော်ပြုသားမွေးကိစ္စတွေလည်းရှိတယ်ကလေးငယ်တွေလည်းရှိကြတယ်ဘုံမစိုးနတ်တွေကအဲ့တော့လူတွေနဲ့လက်ပွန်တတိနေတာလူတွေနဲ့အနိကနေတာကိုတခါတလေကျတော့ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်အိမ်မှာနေတာကိုအိမ်ဆောင်နတ်လို့ခေါ်တာဒါပေမဲ့သူကကိုယ်ကိုစောင့်တယ်လို့တော့တွက်လို့မရဘူးဘာလို့ဆိုကိုယ်ကပတ်စံပေးထားမှမဟုတ်တာနော်ဂျူတီချလို့ပဲရမလဲသူ့လည်းကိုမရတာမဟုတ်ဒါပေမဲ့လူတွေကတော့အိမ်ဆောင်နတ်လို့ခေါ်ကြတာကိုယ်ဆောင်နတ်ဆိုပြီးတခါတလေပြောကြတာဒါလည်းကိုယ်ကသူကလာပြီးတကူးတကလာစောင့်မှာတော့တကယ်ဆိုရင်ဘော်ဒီကလို့ချင်းပတ်စံပေးရမှာလေအဲ့တော့နတ်ကအလကားပဲလာဆောင်သို့တော့ကိုယ်နဲ့ပတ်သက်ပြီးကိုယ်နားမှာဖြစ်နေတဲ့နတ်ကိုဆိုလိုတဲ့အဓိပ္ပာယ်ရှိပေါ့နော်အရခဒေဝတာဆိုတာလူတွေနဲ့ရောနှောပြီးလူတွေနဲ့အတူရှိနေတဲ့နတ်တွေအဲ့တော့မေတ္တာရှိရင်တော့ဆောင်းလျှောက်မှာပေါ့အိမ်နာနေခြင်းနဲ့တော့အတူနေဖို့အတူနေဘက်တည်းဖြစ်တယ်ကိုကမမြင်ရပြီပဲလို့50ဇက်တွေရှိတယ်မို့လားဘယင်းနေရဲ့နန်းတော်မှာထီးချက်ဆောင်နတ်သမီးတို့ဘာလို့ဆိုတာလေသူလည်းသူ့နေရာလေးကအဲ့ဒီမှာနေတာဆိုတော့အနာရဘိန်တထေးကြီးရဲ့အိမ်မှာဆိုလို့ရှိရင်တကားမုတ်9ခုရှိတဲ့ထဲမှာစတုထမြောက်တကားမုတ်မှာစောင့်တဲ့နတ်လို့ဆိုတာအဲ့ဒါလည်းဒီလိုပဲသဘောကတော့သူနေစရာအဲ့ဒီမှာရှိအဲ့ဒီမှာနေနေတဲ့သဘောပဲသူကသူနေစရာမရှိလို့နေတယ်သူနေစရာဗိမာန်ကအဲ့ဒီမှာရှိတယ်ဒါကြောင့်မို့လို့နေတာဒါပေမဲ့သုံးတဲ့အခါကျတော့တကားဆောင်နတ်လို့ပြောကြတယ်ပေါ့စောင့်နေတောင်ကိုယ်စောင့်လို့စောင့်မှန်းသိတာမှမဟုတ်တာအဲ့တော့လူတွေမှလည်းပဲထို့တူပဲမဟုတ်တာလုံးလို့ရှိရင်လူတွေကတော့ဘယ်သူမှမမြင်ဘူးငါတယောက်တည်းပဲလို့သူတို့ထင်တယ်အဲ့ကိုယ်နဲ့အတူရှိနေတဲ့နတ်ဗမာစကားအသုံးတန်ပြောမယ်ဆိုကိုယ်ဆောင်နတ်ကသိတယ်လို့ဆိုအဲ့ဒါပြောတာနော်ကိုယ်နားမှာရှိနေလေသူကတော့မြင်နေမှာပြုံးရင်လည်းပြုံးမှာပဲကိုကတော့သူကမသိဘူးလို့ဒါပေမဲ့သူကဖော်ကောင်တော့မလုပ်ပါဘူးသိပြီးတော့သူနေတာပါပဲသူလည်းအဲ့ဒါလို့ကိုဆောင်နတ်တွေအိမ်ဆောင်နတ်တွေဆိုတဲ့ထဲကဘုံမစိုးနတ်တွေပဲအဲ့ဒါကသဝဘုရားလက်ထက်မှာအခုပြောတဲ့ကွန်တဌာနရဲ့ဒါနမထေရရဲ့အလောင်းကဘုံမစိုးနတ်တော့ဖြစ်တယ်ဘုံမစိုးနတ်ဆိုတော့လူတွေနဲ့လက်ပွန်းတတိနေတာတွားရလာရမှာသူကအကုန်သိနေတာသိနေတော့ဒီမှာကသဗ္ဗမြတ်စွာဘုရားလက်ထက်မှာဒီ6လတစ်ချိန်တန်ဃာတွေကဥပုပ်ပြုကြအခုဂေါရမဘုရားလက်ထက်မှာ15ရက်တစ်ချိန်ဥပုပ်ပြုရတယ်လာပြည့်လာခွဲကသဗ္ဗဘုရားလက်ထက်ကျတော့6လတစ်ချိန်ဥပုပ်ပြုတာ